လူသားတွေဟာအမှားလုပ်တတ်တာတဘာဝပါပဲဆုံးဖြတ်ချက်အမှားလေးတစ်ခုကြောင့်ပတ်စံနည်းနည်းပါဆုံးရှုံးဘူးလို့စိတ်ညစ်နေတဲ့ဆိုရင်အခုပြောပြမယ်ဖြစ်ပျက်တွေကိုကြည့်လိုက်ပါတင်းငယ်တဲ့ပေါ်ဆမှုလေးတွေဆုံးဖြတ်ချက်အလွဲလေးတွေကနေဒေါ်လာဘီလီယံချီပြီးပေးဆက်လိုက်ရတဲ့သမိုင်းဝင်ကမ္ဘာအကြီးမားဆုံးအမှားကြီး၈ခုအကြောင်းကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်နံပါတ်1 Deep Water Horizon ရေနံစင်ပေါက်ကွဲမှု2010ပြည့်နှစ်မှာလူဝီစီယာနာကမ်းလွန်ရှိ Deep Water Horizon ရေနံစင်ကြီးမှာအေယာမပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ပါတယ်။အမှားအယွင်းအနေနဲ့ကတော့ BP ကုမ္ပဏီနဲ့ Contractor Halliburton တို့ဟာရေနံတွင်းကိုပိတ်ဖို့သုံးတဲ့ဘီလက်မြေအရောအနှောမတည်ငြိမ်ဘူးဆိုတာစမ်းသပ်မှု၄ချိန်မှာ၃ချိန်တိတိကြာရှုံးနေတာကိုတိတိကြီးနဲ့လစ်လူရှုပြီးဆက်လုပ်ခဲ့ကြပါတယ်။ဆိုဂျိုကတော့အလုတ်သမား12ဦးသေဆုံးပြီးတမိုင်းတစ်လျှောက်အကြီးမားဆုံးရေနံယိုစိတ်မှုကြီးဖြစ်ခဲ့ပါတယ်။ American ကမ်းရိုးတန်းမိုင်1100ညဉ့်ညမ်းခဲ့ပြီး BP ကုမ္ပဏီအနေနဲ့ဒဏ်ကြေးနဲ့ရော်ကြေးစုစုပေါင်းဒေါ်လာ104.2ဘီလီယံအထိအေယာမဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။နံပါတ်2 Apple ရဲ့ share 10% ရာခိုင်နှုန်းကိုစွန့်လွတ်ခဲ့သူဒီနေ့ခေတ် Apple ရဲ့ share 10%ရာခိုင်နှုန်းကိုသာရမယ်ဆိုရင်ကမ္ဘာအချမ်းသာဆုံးအဆင့်30စည်ရင်းဝင်နေမှာပါအမှားယွင်းအနေနဲ့ကတော့တတိယမြောက်တီထောင်သူရွန်ဝိန်းဟာ1986ခုနှစ်မှာအကျွေးပတ်လည်ဝိုင်းလာမှာကိုစိုးရိမ်ပြီးသူပိုင်ဆိုင်တဲ့ရှယ်ယာ10%ရာခိုင်နှုန်းကိုဒေါ်လာ800ထဲနဲ့ပြန်ရောင်းခဲ့ပါတယ်ဆိုဂျိုကတော့အခုချိန်မှာအဲ့ဒီရှယ်ယာဟာဒေါ်လာ120ဘီလီယံတန်ကြေးရှိနေပါပြီပိုဆိုးတာကသူသိမ်းထားတဲ့ဘူရင်းစာချုပ်ကိုပါဒေါ်လာ900နဲ့ထပ်ရောင်းခဲ့ပြီးအဲ့ဒီစာချုပ်ဟာ2011ခုနှစ်လေလံပွဲမှာဒေါ်လာ1.6 သန်းနဲ့အယောင်းဝယ်ဖြစ်သွားခဲ့ပါတယ်။နံပါတ်3 B2 Spirit ကိုပြောက်ဘုံကျဲလေရင်ပြတ်ကျမှု2008ခုနှစ်မှာဘူအန်ကျွန်းကနေပြန်တက်ဖို့လုပ်နေတဲ့ American ရဲ့ B2 Spirit လေရင်ဟာရုတ်တရက်ပြတ်ကျမီးလောင်သွားခဲ့ပါတယ်။အမှားအယွင်းအနေနဲ့ကတော့အာယုံခံစင်ဆာတွေထဲမိုးရေဝင်သွားလို့လေဖိအားအချက်အလက်တွေမှားယွင်းသွားတာပါ2006ကတည်းကဒီစင်ဆာပြဿနာကိုသိခဲ့ပေမဲ့ဘယ်သူမှမှတ်တမ်းမတင်ပဲလစ်လျူရှုခဲ့ကြပါတယ်ဆိုဂျိုကတော့မှားယွင်းတဲ့အချက်အလက်တွေကြောင့်ဘမူဒါစနစ်ကအမှားတွက်ချက်ပြီးတန်ဖိုးဒေါ်လာ1.4ဘီလီယံတန်လေယာဉ်ကြီးဆုံးရှုံးခဲ့ရပါတယ်နံပါတ်4 Bottit 8ကုန်တင်တင်မော်နေမြော်မှု2012ခုနှစ်မှာမြောက်ပင်လယ်အတွင်း Bottit 8နဲ့ Converse J သင်္ဘောတို့တိုက်မိခဲ့ပါတယ်။အမှားယွင်းအနေနဲ့ကတော့ရင်မောင်းအမှားနဲ့ဆက်သွယ်ရေးလွဲချော်မှုကြောင့်အသစ်ဆက် Mitsubishi ကားအစီးပေါင်း1400တင်ဆောင်လာတဲ့ Bottit A ဟာ15မိနစ်အတွင်းနစ်မြုပ်သွားခဲ့ပါတယ်။ဆိုဂျိုကတော့သင်္ဘောသား12ဦးသေဆုံးခဲ့ပြီးဆယ်ယူရေးစရိတ်သင်္ဘောနဲ့ကားတံပိုးတွေအပါအဝင်စုစုပေါင်းဒေါ်လာတန်190လောက်ဆုံးရှုံးခဲ့ပါတယ်။နံပါတ်5 Hubble အာကာသကြည့်မှန်ပြောင်း1990ပြည့်နှစ်မှာဒေါ်လာ1.5ဘီလီယံတန် Hubble အာကာသကြည့်မှန်ပြောင်းကိုလွတ်တင်ခဲ့ပါတယ်။အမှားအယွင်းအနေနဲ့ကတော့အဓိကမှန်ဘလူးကြီးကိုပုံသွင်းရမှာလူစပင်တမြင်ရဲ့အထူ90ပုံတပုံပမာဏလောက်အနည်းငယ်လွဲချော်သွားခဲ့ပါတယ်။ဆိုဂျိုအနေနဲ့ကတော့ကဘာကိုပို့လာတဲ့ပုံရိပ်တွေအားလုံးဝါးနေခဲ့တာပါ။မှန်ပြောင်းအစ်စ်လဲဖို့လည်းမဖြစ်နိုင်တော့လို့မျက်မှန်တက်ပေးတယ်လို့မျိုးမှန်ဘလူးပြုပြင်ရေးကရိယာကိုစတာကိုဒေါ်လာ150အကုန်ကျခံပြီးထပ်မံတက်ဆင်ပေးခဲ့ရပါတယ်။နံပါတ်6 Ariane 5ဒုံးပျံပေါက်ကွဲမှု1996ခုနှစ်မှာဥရောပအာကာသအေဂျင်စီ ESA ကဂျိုဒုလေးလုံးတင်ဆောင်ထားတဲ့ Ariane 5ဒုံးပျံကိုလွှတ်တင်ခဲ့ပါတယ်။အမှားအယွင်းအနေနဲ့ကတော့ Ariane 4ဒုံးပျံဟောင်းရဲ့ software ဟောင်းကိုပြန်သုံးခဲ့ရမှာAriane 5ရဲ့ပုံမြန်တဲ့အရှိန်ကိုကွန်ပျူတာကမထိန်းချုပ်နိုင်တော့ပဲ error တက်သွားတာပါဆိုဂျိုကတော့လွတ်တင်ပြီး38စက္ကန့်အကြာမှာအလိုအလျောက်ဖြည့်ဆည်းရေးစနစ် set detract ဝင်သွားပြီးစုစုပေါင်းဒေါ်လာ900လေထဲလွင့်သွားခဲ့ပါတယ်နံပါတ်9အမိုက်ပုံထဲရောက်သွားတဲ့ Bitcoin များ2008ခုနှစ် Bitcoin စပေါ်တော့ကတန်ဖိုးမရှိသလောက်ပါပဲမာယွင်းအနေနဲ့ကတော့ IT ပညာရှင် Jane Howell ကသူတူးဖော်ထားတဲ့ Bitcoin 9500ကျော်ပါတဲ့ hard drive ကို2013ခုနှစ်မှာအမိုက်ထင်မှတ်ပြီးမတော်တဆလွှင့်ပစ်ခဲ့ပါတယ်
ဆိုဂျိုအနေနဲ့ကတော့2025ခုနှစ်ဩဂုတ်လစံချိန်တင်ဈေးနှုန်းတွေအရသူလွှင့်ပစ်လိုက်တဲ့အမိုက်ပုံထဲက hard drive ဟာဒေါ်လာ934တန်ကြီးရှိနေပါပြီ။ရှေ့လျှောက်ဒေါ်လာ3ဘီလီယံလောက်အထိတန်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။နံပါတ်8 UK နိုင်ငံရဲ့ HS2 ညံနှုံးမြင့်ရထားလမ်းဗြိတိန်ရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းကိုချိတ်ဆက်မဲ့ HS2 စီမံကိန်းပါအမှားအယွင်းအနေနဲ့ကတော့ Contract စာချုပ်တွေအလောတကြီးချုပ်ဆိုတာမြေပြင်အနေအထားခန့်မှန်းမှုမှားယွင်းတာတွေကြောင့်ဒေါ်လာ52ဘီလီယံခန့်မှန်းဘတ်ဂျက်ဟာ3ဆကျော်မြင့်တက်သွားခဲ့ပါတယ်။ဆိုဂျိုကတော့နောက်ဆုံးမှာစီမံကိန်းကိုဖျက်တောက်လိုက်ရပြီးဖျက်သိမ်းလိုက်တဲ့လမ်းပိုင်းတွေသုံးမလိုတော့တဲ့မြေနေရာတွေအတွက်ပြည်သူ့ဗန်ဒါငွေဒေါ်လာ1.9ဘီလီယံခန့်အလဟတ်တက်ဆုံးရှုံးခဲ့ရပါတယ်။ဒီအမှားကြီးတွေထဲကဘယ်အချက်ကတင့်အတွက်နှမျောစရာအကောင်းဆုံးနဲ့အံ့ဩစရာအကောင်းဆုံးလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားကြပါဦး။ဒါမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတာမို့လို့ဆက်လက်ကြည့်ရှုဖို့ follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကျေးဇူးတင်ပါတယ်။